အားလုံးပဲเนาะနိုင်မှာရှိရင်ကျွန်တော် YouTube channel ကတူရီချစ်မစ်ဆွေတွေအားလုံးပဲမြင်ကြလာပါအားလုံးပဲကျွန်တော်ရဲ့ YouTube channel လေးကိုမြင်တာတွေ့တာနဲ့ကိုမကြီးဘက်ကနေပြီးတော့ကိုယ့်ရဲ့အကောင့်ကလေးကိုမြင်တာတွေ့တာနဲ့เนาะအကောင့်ကလေးကို channel လေးကို subscribe နှိပ်တာပါ channel ကို subscribe နှိပ်ပြီးရကိုမရဲ့လက်မလေးထောင်းသွားပါเนาะပြီးရင်တူရီနဲ့ပတ်သက်ကြောင်းဂရုလေးဒီမှာမျှဝေပြီးပါ share လို့ရတဲ့နေရာလေးမှာ share ပြီးပါလို့ကိုယ့်ဘက်ကနေပြီးတော့ဥစွာပထမเนาะမေတ္တာရက်ခံပါတယ်အားလုံးပဲကျွန်တော်ရဲ့ကိုယ့်ရဲ့ channel လေးကိုအားပေးနေတဲ့အကူမရဲ့အားလုံးပဲတယောက်ချင်းဒီတိုင်းကိုကျွန်တော်ဘက်ကနေကြည်သူအထူးတင်ရှိပါတယ်အားလုံးပဲเนาะကိုယ့်ရဲ့ကိုမရဲ့အားလုံးပဲမနက်ဖြန်ကို16ရက်เนาะ16ရက်နေ့တနင်္လာနေ့အဖွင့်ကြီးမှာကိုယ့်ရဲ့ကိုမတွေကိုဒါ3ရက်စာမူရမယ်ဇာတို့ပတ်တီတစ်လုံးနဲ့မွေးကွက်နှစ်ကုတ်ကိုလည်းတင်ပေးမယ်နေတိုင်းသမားတွေတို့ကိုလည်းပတ်တီတစ်လုံးနဲ့မင်းုံကုတ်ကိုလည်းတင်ပေးမယ်ကိုယ့်ရဲ့ကိုမတွေအားလုံးကကိုယ့်ရဲ့ဗီဒီယိုဖိုင်အသစ်ကလေးတွေမြင်နေတွေ့နေเนาะအများအားလိုက်ဆော့နေပါတယ်ဆိုတော့အကူမတွေကနေပြီးတော့နှစ်သက်တယ်ဆိုရင်ဒါ channel လေးကို subscribe နှိပ်တာเนาะမနှစ်သက်တဲ့အကူမကြီးကတော့တခါလေးကြော်သွားလို့ရတယ်ကိုမကြီးเนาะအားလုံးပဲ comment တွေမှာဗျမ်းမတာမရေးပါနဲ့เนาะတခါလေးကိုမကလေးဒါမေတ္တာရက်ခံတာပါဟောရဲ့ကိုမကြီးအားလုံးပဲမနက်ဖြန်ကိုဒါမနက်ဖြန်နဲ့စာပဲဇာတို့ပတ်တီကိုအရင်ဆုံးပြောပေးမယ်အားလုံးပဲကိုရဲ့ကိုမကြီးတီချာလေးလိုက်ပြီးတော့မှတ်ထားပေးပါเนาะအားလုံးပဲမနက်ဖြန်မှာဆိုရင်ဒါ9ပတ်တီเนาะမနက်ဖြန်ကိုဒါနေတိုင်းဆိုရင်ဒါ9ပတ်တီနဲ့9နှစ်9ရှစ်ဒါ2ကွက်တည်းပဲထိုးเนาะဒါနေတိုင်းမနက်ဖြန်16ရက်နေ့ဒါတနင်္လာနေ့နေတိုင်းဇာတို့ပတ်တီဆိုရင်3ညပတ်တီဖြစ်ပါတယ်3ညပတ်တီနဲ့ထိုးရမှာက3ည2 3ည5ဇာတို့ပတ်တီကဘယ်နည်းနေရနေဘယ်နည်းနေဒီထိုးရမလဲဆိုနားမလဲရင်ကျွန်တော်ပြောပြမယ်16ရက်19ရက်18ရက်เนาะဒီ3ရက်ကိုထိုးရမယ်ဗုဒ္ဓဟူးနေ့ထိเนาะဒီနေ့နာအင်္ဂါဗုဒ္ဓဟူးဒီ3ရက်ကိုလိုက်ပြီးတော့ကစားပေးရမှာဖြစ်ပါတယ်เนาะကိုယ့်ရဲ့မိတ်ဆွေတွေအားလုံးပဲဒီကနန်းလေးဒီเนาะဒါဇာတို့ပတ်တီကိုလည်းတီချာလေးဇာတို့ပတ်တီရောမွေးကွက်ကိုတီချာလေးလိုက်ပြီးတော့ဇာတူလေးအာပြီးတော့ကစားပေးပါနေတိုက်ကလည်းเนาะနေတိုက်ကလည်း9လုံးပိုင်နဲ့9နှစ်9ရှစ်ဒါမနက်ဖြန်ကိုတနေ့ကုန်မနက်မှထွက်ရင်ညနေကိုဆက်ထိုးပြီးကိုရဲ့ကိုမိုင်အားလုံးကအဆင်ပြေသေးရမယ်เนาะကိုမကနေတေချာကနန်းလေးကိုစစ်ပြီးတော့ကလန်နာမူဆက်ရနဲ့ကိုမကနေပြီးတော့လာရောက်မျှဝေပေးတာအားလုံးပဲနေတိုင်းပဲကိုရဲ့လိုက်ရှိုးလေးဒီเนาะဒါ8နာရီပေါ့နော်8နာရီဆိုရင်ပုံမှန်ရှိနေတာဖြစ်ပါတယ်8နာရီထိုးတာနဲ့ကိုနေတိုင်းပုံမှန်တင်ပြီးမယ်ဟိုဒီတစ်ပတ်ဆိုရင်ဒါတောက်လျှောက်မဖောင်းနော်နောင်ပတ်လည်းမဖောင်းရမရှိတော့ကနန်းလေးတွေကဆော့လို့ကောင်းမယ်ကိုဘက်ကနေပြပြချာဒါစီစစ်ပြီးမှကိုရဲ့ကိုမတွေကိုအားလုံးပဲရွေးထုတ်ပြီးတော့ဒါမျှဝေပေးတာကိုရဲ့ကိုမတွေကဒါဒီ like video ဖိုင်လေးကိုဒါအများမြင်အများပေါအောင်ဒါကိုလည်းမြင်တွေ့ရင်သူများလည်းမြင်အောင်တွေ့အောင်ပေါ့နော်ကိုတူးတယောက်တည်းကိုပိုင်ကိုပေါက်ပါစီဆိုတာမထားဘဲနဲ့အများမြင်မြောက်ပေါက်အောင်ကိုယ့်ရဲ့ကိုမရဲ့အားလုံးပဲ share ပေးတော့ပါလို့ကိုယ့်ဘက်ကနေမေတ္တာရက်ခံပါတယ်ကိုယ့်ရဲ့ကိုမတွေအားလုံးပဲလူမျိုးရေးစီးပွားရေးအစအရအားလုံးပဲเนาะအားလုံးပဲအဆင်ပြေကြပါသည်เนาะလူဝင်ဆန္ဒရေးတလုံးလုံးကနေပြည်နေကြပါသည်အားလုံးပဲမြင်လာရှိတဲ့ညာချမ်းလေးကနေပြီးတော့ကိုယ့်ရဲ့ကိုမတွေကိုဒါကွန်ဆက်တာပါတယ်ကိုယ့်ရဲ့ကိုမတွေမနက်ဖြန်မှာလည်းနေကုန်မှာဇာရိုးပတ်တီးရပါစောပဲထွက်မလားနေတိုက်ကပဲမနက်ကိုတနေ့ကုန်မှတစ်ချိန်ကြမလားတော့မသိဘူးเนาะကျင်းတွေတော့ကြမှာတော့တည်ကြတယ်အဲ့နှစ်ခုကကျင်းတွေကြမှာတည်ကြတယ်လိုက်ပြီးတော့ကိုအားတာတာလေးကိုလိုက်ဆော့အကြိုက်တူတာလေးကိုလိုက်ဆော့ကိုမကနေပြီးတော့ free ညကိုပေးတာကိုရဲ့ကိုမယူဒါဘေးလည်းကိုကကနေပြီးမှန်သွားလို့ဘေးပေးရတယ်မလို့ဝေပေးရတယ်မလို့ဒါကိုရဲ့မိတ်ဆွေတွေကိုဒါအဖွင့်ဝင်လဲခေါ်တဲ့ဘီယိုဖိုင်လေးမဟုတ်ဘူးဒါကြောင့်မလို့ကိုဘက်ကနေ free ညဝေပေးတာကိုယုံကြည်တယ်ဆိုရင်လိုက်ပြီးတော့ဆော့เนาะကိုယ့်ကိုယ်မကြီးအားလုံးပဲစိတ်ရင်ချမ်းသာခြင်းကိုယ်ကြမ်းမာခြင်းပြည့်စုံနိုင်ကြပါလေအားလုံးပဲပိုင်ပါ